ဒုက္ခသည်နှင့်နိုင်ငံရေးခုလုံခွင့်ရသူအမှုများကိုပြန်လည်ဖွင့်ခြင်းနောက်ဆုံးရလူဝင်မှုကြီးကြပ်ရေးသတင်း January 30 ရက်2026မင်္ဂလာပါကျမလူလူပါမကြသေးမီကပြောင်းလဲလာတဲ့လူဝင်မှုကြီးကြပ်ရေးအပြောင်းလဲများအကြောင်းသတင်းအချက်အလက်များကိုအချိန်နှင့်တပြေးညီတင်ပြပေးသွားပါမယ်ဒီနေ့မျှဝေမယ့်အချက်လက်ကတော့ Nebraska ပြည်နယ် Omaha မြို့မှာရှိတဲ့ Center for Immigrant and Refugee Advancements CIRA မှာရှိနေများကစုစည်းတင်ပြထားတာဖြစ်ပါတယ်CIRA ဆိုတာအကျိုးအမြတ်မယူပဲလူဝင်မှုကြီးကြပ်ရေးဥပဒေအကူအညီပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ CIRA နဲ့ Restoring Dignity တို့ပူးပေါင်းပြီးဒုက္ခသည်များနဲ့ရွှေ့ပြောင်းလာသူအတိုင်းဝိုင်းတွေကိုသတင်းအချက်အလက်များမျှဝေပေးနေပါတယ်။သတိပြုရန်မှာ EBDO ကပညာရေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီးတော့မိမိအမှုတစ်ခုချင်းစီအတွက်ဥပဒေအကြံပေးမဟုတ်ပါ။သင်ကိုယ်ပိုင်အခြေအနေကိုနားလည်ခြင်းရင်လူဝင်မှုကြီးကြပ်ရေးရှင်းနေသို့မဟုတ်တရားရေးရာဌာနမှာအတိအမှတ်ပြုထားတဲ့ကိုယ်စားလှယ်နဲ့တိုင်ပင်ပါနီဘရာစကာမှာနေထိုင်နေတဲ့ဒုက္ခသည်ခိုလုံခွင့်ရသူသို့မဟုတ်ယာယီဖေရိုးနဲ့ဝင်လာသူများအနေနဲ့မကြသေးမီကလူဝင်မှုကြီးကြပ်ရေးနဲ့အကျိုးခံစား권မူဝါဒတွေပြောင်းလဲလာတာကိုကြားဘူးကြမှာပါဒီအခြေအနေကစိတ်ဆုပ်စရာကောင်းပြီးတော့ကြောက်စရာလည်းကောင်းပါတယ်ဒါပေမဲ့မကြောက်ပါနဲ့ဒီနေ့ဗီဒီယိုမှာဒုက္ခသည်အမှုတွေခိုလုံခွင့်အမှုတွေကိုအစိုးရကပြန်စစ်ဆေးနေတဲ့နောက်ဆုံးမူဝါဒတွေပြီးတော့ဒီအပြောင်းလဲတွေကသင်တို့အတွက်ဘာကိုဆိုလိုသလဲဆိုတာကိုရှင်းပြပေးပါမယ်ဒီဗီဒီယိုအဆုံးမှာဘာတွေဖြစ်နေလဲဆိုတာကိုပုံမနားလည်ပြီးတော့ကိုယ်တိုင်ဘာလုပ်ရမယ်ဆိုတာကိုလည်းသိနိုင်ပါလိမ့်မယ်တတိယပါဒါတွေအားလုံးကသင်တယောက်တည်းကြုံတွေ့နေရတာမဟုတ်ပါဘူးကျမတို့အားလုံးအတူတူကြော်လွှားရမယ့်အရာတွေဖြစ်ပါတယ်ဒုက္ခသည်နဲ့ခိုလုံခွင့်အမှုများပြန်လည်စစ်ဆေးခြင်းဒုက္ခသည်သို့မဟုတ်ခိုလုံခွင့်အမှုအတွက်အင်တာဗျူးအသစ်ခေါ်ခံရတဲ့သူတွေရှိတယ်လို့ကြားဘူးကြမှာပါဒါကမှန်ပါတယ်အမေရိကန်အစိုးရက2021ခုနှစ်ကနေ2025ခုအစောပိုင်းထိဝင်လာတဲ့လူတွေရဲ့အမှုတွေကိုပြန်လည်စစ်ဆေးနေပါတယ်ဒါကလူဦးရေ2,330,000ဖြစ်ပါတယ်လက်ရှိမှာမင်နီဆိုးတားပြည်နယ်မှာစတင်စစ်ဆေးနေပြီးတော့မကြခင်အခြားပြည်နယ်များကိုလည်းဆက်သွားပါလိမ့်မယ်တတိပြုရန်အစိုးရအနေဖြင့်လိုအပ်တယ်လို့ထင်ရင်ဘယ်အချိန်ဝင်လာခဲ့တယ်ဆိုတာကိုမကြည့်ပဲဒုက္ခသည်သို့မဟုတ်ခိုလုံခွင့်အမှုတွေကိုအချိန်မရွေးပြန်လည်စစ်ဆေးနိုင်ပါတယ်ဒါကြောင့်2021မတိုင်မီဝင်လာသူဖြစ်ပြီးပြန်လည်အင်တာဗျူးစာရရင်မထိတ်လန့်ပါနဲ့အားကြောင့်ဒီလိုတွေလုပ်နေရတာလဲအစိုးရရဲ့ပြောကြားချက်အရပြီးခဲ့တဲ့နှစ်တွေမှာအရေးပေါ်အခြေအနေများဥပမာအားဖြင့်အာဖဂန်ဒုက္ခသည်များကိုအလင်းမြန်လက်ခံရခဲ့ခြင်းကြောင့်လုံခြုံရေးစစ်ဆေးမှုတွေမပြည့်စုံခဲ့တာကိုစိုးရိမ်လို့ဖြစ်ပါတယ်အန္တရာယ်ရှိနိုင်တဲ့လူတွေမဝင်ရောက်ခဲ့ကြောင်းတေချာစေဖို့အမှုတွေကိုထပ်ပြီးစစ်ဆေးချင်တာဖြစ်ပါတယ်ဘယ်လိုအကြောင်းကြားစာတွေရနိုင်မလဲ2021နဲ့2025နှစ်အတွင်းဒုက္ခသည်သို့မဟုတ်ခိုလုံခွင့်နဲ့ဝင်လာသူတွေက USCIS ကနေလက်ဝေထပ်ယူဖို့သို့မဟုတ်အင်တာဗျူးအသစ်အတွက်စာရနိုင်ပါတယ်ယခင်ကမေးခဲ့တဲ့မေးခွန်းတွေကိုထပ်မေးနိုင်ပါတယ်နိုင်ငံကူးလက်မှတ်စာရွက်စာတမ်းတွေကိုထပ်ကြည့်နိုင်ပါတယ်2026ခုနှစ်မတ်လကနေစပြီးစာတွေစလာနိုင်ပါတယ် Green Card Interview အချိန်မှာလည်းအစိုးရကဒုက္ခသည်အမှုစာရွက်တွေကိုပြန်ကြည့်နိုင်ပါတယ်လက်ရှိအချိန်မှာတော့ USCIS ကခိုလုံခွင့်ဆုံးဖြတ်ချက်တွေကိုယာယီရပ်ထားပါတယ်ဒါကလုံခြုံရေးစည်းမျဉ်းတွေကိုပြန်စစ်နေတာဖြစ်သောကြောင့်ဖြစ်ပါတယ်သင်စာရခဲ့ရင်ဘာလို့သင်လဲအရေးကြီးဆုံးကမထိတ်လန့်ပါနဲ့ဒီအင်တာဗျူးတွေကလူအများအတွက်ဖြစ်ပြီးသင်ကိုယ်တိုင်အမှားလုပ်ထားလို့မဟုတ်ပါဘူးစာမှာပါတဲ့ချင်းဆိုချက်ကိုမဖြစ်မနေသွားပါမသွားရင်သင်အခြေအနေအန္တရာယ်ရှိနိုင်ပါတယ်သင်နဲ့လက်တွဲလှုပ်ဆောင်နေတဲ့ case worker သို့မဟုတ်လူမှုရေးဝန်ထမ်းကိုပြောပြပါဖြစ်နိုင်ရင်ရှင်းနေသို့မဟုတ်အတိအမှတ်ပြုကိုယ်စားလှယ်တဦးနဲ့တိုင်ပင်ပါ ID လိပ်စာအလုပ်အထောက်အထားစာရွက်စာတမ်းတွေယူသွားပါ
မေးတဲ့မေးခွန်းကိုအမှန်အတိုင်းဖြေပါမမှတ်မိရင်မမှတ်မိဘူးလို့ပြောလို့ရပါတယ်ဒီလိုအင်တာဗျူးတွေကစိတ်ဖိစီးစေပါတယ်လိုအပ်ရင်အကြံပေးသူသို့မဟုတ်ယုံကြည်ရသူနဲ့တိုင်ပင်ပါသင်လှုပ်တဲ့အချက်များသတင်းမှန်ကိုသာယုံပါမူဝါဒတွေပြောင်းလဲနေပါတယ်ကောလာဟာလာတွေကိုမယုံပါနဲ့ဥပဒေအကူအညီတောင်းပါ USCIS ကစာရရင်လိလူမရှိထားပါနဲ့စာရွက်စာတမ်းယူသွားပါအလုံးလုံးနေတယ်ဆိုရင်လစာစာရွက်ကျောင်းတက်နေတယ်ဆိုရင်ကျောင်းစာရွက်စာတမ်းတွေယူသွားပါအလွန်အကျွံမလုပ်ပါနဲ့စိတ်ပူလို့အန္တရာယ်ရှိတဲ့ဆုံးဖြတ်ချက်တွေကိုမချပါနဲ့စိတ်ကျန်းမာရေးကိုအထူးဂရုစိုက်ပါမိသားစုမိတ်ဆွေအတိုင်းဝိုင်းနဲ့ဆက်သွယ်ပါဥပဒေအကူအညီနီဘရာစကာမှာအခမဲ့သို့မဟုတ်ဈေးနည်းတဲ့လူဝင်မှုကြီးကြပ်ရေးအကူအညီများရရှိနိုင်ပါတယ်နီဘရာစကာ Immigration Legal Assistance Hotline NILAH 855-339-6933မှာတနင်္လာမှနေပြီးတော့ကြာသပတေးနေ့မနက်9:00နာရီကနေညနေ3:00နာရီအထိဘာသာပြန်ဝန်ဆောင်မှုများရရှိနိုင်ပါတယ်။ Lutheran Catholic Charity ICRI ကဲ့သို့သောအဖွဲ့အစည်းတွေကလည်းဥပဒေအကူအညီပေးနိုင်ပါတယ်။မသိရင်111ကိုဖုန်းခေါ်ဆိုပြီး Immigration Legal Help လို့လိုချင်တယ်လို့ပြောလို့ရပါတယ်။ဒီကုန်းချုပ်အနေနဲ့ဒီအချက်လက်တွေကစိတ်ရှုပ်ပြီးစိတ်ပင်ပန်းစေနိုင်ပါတယ်ဒါပေမဲ့တင်တယောက်တည်းမဟုတ်ပါဘူးအတိုင်းဝိုင်းတွေအဖွဲ့အစည်းတွေရှင်းနေတွေကတင်တို့ဘက်မှာရှိပါတယ်မျောလင့်ချက်မပြောက်ပါနဲ့မူဝါဒတွေပြောင်းလဲနိုင်ပါတယ်ဒီနေ့လက်ရှိလိုအပ်ရင်အကူအညီတောင်းပါအကူအညီတောင်းဖို့မကြောက်ပါနဲ့ USCIS change ဆိုချက်တွေကိုတွားပါမျောလင့်ချက်ကိုထိန်းထားပါနီဘရာစကာကတင်တို့ကိုဆက်လက်ကြိုဆိုနေပါတယ်ဒီဗီဒီယိုကိုလိုအပ်တဲ့လူတွေကိုဝေမျှပေးပါကျွန်ုပ်တို့အတူတူရှိနေပါတယ်တင်တို့ဘက်ကနေရပ်တည်နေပါတယ်နောက်ထပ်အချက်လက်တွေကိုလည်းအချိန်နဲ့တပြေးညီဆက်လက်မျှဝေပေးသွားပါမယ်